ကဘာတစ်ခုလုံးပျက်စီးတော့မယ်ဆိုရင်မင်းရဲ့မိသားစုကိုကဲမလားလူသားအလုံးကိုကဲမလား1964ခုနှစ်ကအခြားကဘာတစ်ခုမှာအာကာသယာဉ်မှူး Reed Richards, Sue Storm, Ben Grimes နဲ့ Johnny Storm တို့ဟာအာကာသမစ်ရှင်တစ်ခုအတွင်း Cosmic Rays တွေနဲ့ထိတွေ့ခဲ့ပြီးတာမန်လူတွေထက်ထူးခြားတဲ့စွမ်းအားတွေရရှိသွားပါတယ်။အဲ့ဒီနောက်သူတို့ဟာ Fantastic Four ဆိုတဲ့ Superhero အဖွဲ့အဖြစ်လူသိများလာပြီးကဘာကြီးကိုကယ်တင်ရင်းနာမည်ကြီးသူတွေဖြစ်လာခဲ့ပါတယ်။ Reed ရဲ့တီထွင်မှုတွေရှေ့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကြောင့်ကဘာကြီးဟာလည်းအရင်ထက်ပိုမိုတည်ငြိမ်လာခဲ့ပါတယ်။တနေ့မှာတော့ Reed နဲ့ Sue တို့ကကလေးရတော့မယ်လို့ကြေညာလိုက်ရာကဘာတဝန်းကလူတွေဟာအဲ့ဒီကလေးမှလည်းစူပါစွမ်းအားတွေပါလာမလားဆိုပြီးစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့လအနှဲငယ်အကြာမှာ Silver Surfer ဟာကဘာမြေပေါ်ရောက်လာပြီးဂါလာချလို့ခေါ်တဲ့ဂျိုးတွေကိုစားသုံးဖျက်ဆီးတဲ့စကြဝဠာအင်အားကြီးတစ်ယောက်ကကဘာကိုပြစ်မှတ်ထားလိုက်ပြီလို့သတိပေးလိုက်ပါတယ်။ဒီသတင်းကြောင့် Fantastic Four ဟာလူသားအလုံးကိုကယ်တင်ဖို့ Galactus ကိုရင်ဆိုင်ဖို့အာကာသထဲပြန်လည်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒါပေမဲ့အာကာသကိုရောက်သွားတဲ့အချိန်မှာသူတို့မျက်နှာချင်းဆိုင်တွေ့ရတာကဂျိုးတစ်လုံးကိုမျက်စိရှိတင်ဝါမျိုးဖျက်ဆီးနေတဲ့ Galactus ပဲဖြစ်ပါတယ်။ Fantastic Four အဖွဲ့ကို Galactus ကဖမ်းဆီးလိုက်ပြီးသူ့ရဲ့အမှန်တရားကိုပြောပြပါတယ်။ဘီလီယံပေါင်းများစွာသောနှစ်တွေတလျှောက်သူဟာအဆုံးမရှိတဲ့ဆာလောင်မှုကြောင့်ဂျိုးတွေကိုတစ်လုံးပြီးတစ်လုံးစားသုံးနေရတာဖြစ်ပါတယ်။ဒါပေမဲ့ Reed နဲ့ Sue တို့ရဲ့မမွေးသေးတဲ့ကလေးစီမှာတော့အလွန်ကြီးမားတဲ့ Cosmic Power ကို Galactus ကခံစားမိလိုက်ပါတယ်။အဲ့ဒီကလေးကသူ့ရဲ့ဆာလောင်မှုကိုအဆုံးသတ်ပေးနိုင်တဲ့တူးရဲသောသူဖြစ်နိုင်တယ်လို့ယုံကြည်ပြီးမင်းတို့ရဲ့ကလေးကိုငါလက်ထဲအပ်လိုက်ရင်ကဘာကြီးကိုငါမဖြတ်စည်းဘူးလို့သဘောတူညီချက်တစ်ခုကမ်းလှမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Sue ဟာကလေးမွေးဖွားတော့မယ့်အခြေအနေကိုရောက်သွားပါတယ်။ Fantastic Four ဟာ Neutron Star ရဲ့ဆွဲအားကိုအသုံးချပြီး Galactus နဲ့ Silver Surfer ကိုအချိန်ဆွဲထားနိုင်ခဲ့ပေမဲ့သူတို့ရဲ့အလင်းထက်မြန်တဲ့အာကာသယာဉ်စနစ်လည်းပျက်စီးသွားပါတယ်။ကဘာမြေကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာ Sue ဟာသားလေးတစ်ယောက်ကိုမွေးဖွားခဲ့ပြီး Franklin လို့အမည်ပေးလိုက်ပါတယ်။တလအကြာကဘာမြေကိုပြန်ရောက်တဲ့အခါ Reed ကသတင်းစာရှင်းလင်းပွဲမှာအဖြစ်မှန်အားလုံးကိုဖွင့်ဟလိုက်ပါတယ်။ဒါပေမဲ့လူထုရဲ့တုံ့ပြန်မှုကသူတို့ထင်ထားသလိုမဟုတ်ခဲ့ပါဘူး။လူအများပြားကကလေးတစ်ယောက်ကိုကယ်ဖို့လူဘီလီယံပေါင်းများစွာအသက်မဆုံးရှုံးသင့်ဘူး Franklin ကို Galactus စီအပ်လိုက်တဲ့နယ်လို့တောင်းဆိုလာကြပါတော့တယ်။တစ်ဖက်မှာတော့ Johnny ဟာ Silver Surfer နဲ့တွေ့ဆုံခဲ့တဲ့အတွေ့အကြုံတွေကိုအခြေခံပြီးသူမရဲ့ဘာသာစကားကိုစတင်ဖော်ထုတ်ဖို့ကြိုးစားနေပါတော့တယ်။ Johnny ဟာ Silver Surfer ရဲ့ဘာသာစကားကိုအချိန်တော်ကြာလေ့လာပြီးနောက်အရေးကြီးတဲ့အမှန်တရားတစ်ခုကိုသိရှိသွားပါတယ်။ Franklin ကိုခေါ်ပြီးဆန္ဒပြသူတွေစီကိုယ်တိုင်သွားတွေ့ပါတယ်။သူမကကျမတို့သားကိုတော့ဘယ်တော့မှအလုပ်ပေးမှာမဟုတ်ဘူး။ဒါပေမဲ့လူသားအလုံးကိုကယ်တင်ဖို့လဲအဆုံးထိတိုက်ပွဲဝင်သွားမှာပါလို့အခိုင်အမာပြောလိုက်ပါတယ်။တစ်ဖက်မှာ Reed ကသူတီထွင်နေတဲ့ teleportation စနစ်ကိုအပြီးသက်ပြီးအံ့အားသင့်စရာအစီအစဉ်တစ်ခုကိုထုတ်ဖော်လိုက်ပါတယ်။ Galactus ကိုတိုက်ခိုက်မဲ့စာကဘာတစ်ခုလုံးကိုအခြားနေအဖွဲ့အစည်းတစ်ခုစီပြောင်းရွှေ့ပစ်မယ်ဆိုတာပါပဲ။ရှိုးဦးဆောင်တဲ့ Future Foundation ကလည်းကဘာနိုင်ငံတွေကိုပူးပေါင်းစေပြီးဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ပါတော့တယ်။ဒါပေမဲ့ teleportation bridge တွေစတင်အသက်ဝင်လာချိန်မှာ Silver Surfer ပြန်ရောက်လာပြီး bridge တွေကိုတစ်ခုပြီးတစ်ခုဖျက်ဆီးပါတော့တယ်။ Johnny ကနောက်ဆုံးကျန်တဲ့ bridge ကိုကာကွယ်နိုင်ခဲ့ပြီးသူသိလာခဲ့တဲ့အမှန်တရားကို Silver Surfer ကိုပြောပြလိုက်ပါတယ်။သူမရဲ့အမည်အရင်းက Shallable ဖြစ်ပြီးတစ်ချိန်ကကိုချိုကိုကယ်တင်ဖို့ Galactus ရဲ့လက်အောက်ခံဖြစ်ခဲ့ရတာပါ။ကိုယ်တိုင်ဖျက်ဆီးခဲ့ရတဲ့ဂျိုတွေရဲ့နောက်ဆုံးအတန်တွေကိုကြားလိုက်ရချိန်မှာ Shallable ဟာအပြစ်ရှိတယ်လို့ခံစားရပေမဲ့ Galactus ကိုဓာတ်ရိုက်သစ္စာဖောက်ဖို့တော့မဆုံးဖြတ်နိုင်သေးပဲထွက်ခွာသွားပါတယ်။နောက်ဆုံးမှာတော့ Fantastic Four ဟာ Franklin ကိုငါးစာအဖြစ်အသုံးပြုပြီး Galactus ကိုနောက်ဆုံး break စီဆွဲခေါ်က portal ထဲပို့ဖို့စွန့်စားလိုက်ကြပါတော့တယ်။ Galactus က New York မြို့ထဲကိုဝင်ရောက်လာပြီး Franklin ကိုဖမ်းဆီးနိုင်ခဲ့တာကြောင့်အစီအစဉ်ပြတ်သွားသလိုဖြစ်သွားပါတယ်။ဒါပေမဲ့စကသူမရဲ့စွမ်းအားအလုံးကိုအသုံးပြုပြီး Force Field နဲ့ Galactus ကို portal ဘက်တွန်းပို့နေချိန်မှာ Reed က Franklin ကိုကယ်တင်နိုင်ခဲ့ပါတယ်။ Johnny ကနောက်ဆုံးသက်စွန့်ပြီး Galactus ကို portal ထဲတွန်းပို့ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီအချိန်မှာ Shallable ပြန်ရောက်လာပါတယ်။ဒီတစ်ခါတော့သူမဟာမှန်ကန်တဲ့ဘက်ကိုရွေးချယ်လိုက်ပြီး Galactus ကိုကိုယ်တိုင် portal ထဲတွန်းချလိုက်ပါတယ်။ portal ပိတ်သွားတဲ့အချိန်မှာကဘာကြီးကယ်တင်နိုင်ခဲ့ပေမဲ့ Sue ကတော့စွမ်းအားအလွန်အကျွံအသုံးပြုခဲ့တာကြောင့်အသက်ဆုံးရှုံးသွားပါတယ်။ဒါပေမဲ့အံ့ဩစရာကတော့ Franklin ရဲ့လျှို့ဝှက် Cosmic Power ဟာမိခင်ကိုအသက်ပြန်ရှင်လာစေခဲ့တာပါပဲ။ Credit scene မှာတော့၄နှစ်ကြာပြီးနောက် Sue ဟာ Franklin ကိုစာဖတ်ပြနေချိန်စောက်အသေးယူဖို့အခန်းထဲကထွက်သွားပါတယ်။ပြန်လာတဲ့အချိန်မှာ Franklin ဟာအစိမ်းရောင်ဝတ်ရုံဝတ်ထားပြီးတန်မျက်နှာဖုံးကိုကင်ဆောင်ထားတဲ့လျှို့ဝှက်လူတစ်ယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူဟာ Marvel ပရိသတ်တွေစောင့်မျှော်နေတဲ့ Dr. Doom, Victor Von Doom ဖြစ်နိုင်တယ်လို့စကားကအရေးအမွှေးပြသရင်းအဆုံးသတ်လိုက်ပါတယ်။